สวัสดีค่ะဒီနေ့ကကြတော့ဒီချက်တို့ထိုင်းစကားမှာကြာဆိုတဲ့အကူကရိယာစကားလုံးနဲ့ဝကြတီဆောက်တဲ့ပုံစံလေးတွေကိုဒီပရိုမိုရှင်နဲ့အတူတူလာပြီးလေ့လာကြည့်ရအောင်เนาะโอเคဒါဆိုရင်ကျွန်တော်မြန်မာစာဝကြကိုအရင်ကြည့်မယ်เนาะငါဒီဟာဝယ်မယ်ငါဒီဟာဝယ်မယ်ဒီဝကြကိုကျွန်တော်ထိုင်းလူမျိုးဘယ်လိုတီဆောက်မလဲဘယ်ကနေစပြီးတီဆောက်မလဲဒီအပေါ်ကတိုင်သွားမယ်เนาะပြုလုပ်သူအကူကရိယာပြုခံဆိုတော့ဒီနေရာမှာချက်ကပြုလုပ်သူဆိုတာဘာလဲအကူကရိယာဆိုတာဘာလဲကရိယာဆိုတာဘာလဲပြုခံဆိုတာဘာလဲကိုအရင်ရှင်းပြမယ်ပေါ့နော်ဒီတော်တော်များများကမသိဘူးပေါ့နော်ဒီ subject for object အဲ့လိုမျိုးတွေသိမသိတော့ဒီချက်ကရှင်းပြပေးမယ်ဒီပြုလုပ်သူဆိုတာကဝကြတကြောင်ရဲ့ပြုလုပ်တဲ့သူကိုပြောတာတို့အင်္ဂလိပ်လိုမျိုးဆိုရင် subject လို့ခေါ်တယ် subject ဆိုတာပြုလုပ်တဲ့သူကိုပြောတာ okay ဒါဆိုရင်နံပါတ်2အကူကရိယာဆိုတာကကရိယာကိုကူပေးရတာဆိုတော့သူ့ရဲ့တာဝန်ကကရိယာရဲ့အရှိမထည့်ပြီးပြောရမယ်ဥပမာကျွန်တော်ကရိယာကစားတယ်ဆိုရင်စားမယ်စားဖူးတယ်စားကျင်တယ်စားရမယ်အစသဖြင့်ဒီလိုမျိုးပေါ့နော်ကရိယာကိုကူပေးရတဲ့စကားလုံးတွေကိုကျွန်တော်အကူကရိယာလို့ခေါ်တယ်နော်နံပါတ်3ကရိယာကသွားတယ်လာတယ်စားရနေတယ်ထိုင်တယ်အဲ့ဒါကရိယာပြုလုပ်ခံရတဲ့သူအင်္ဂလိပ်လိုမျိုးဆိုကျွန်တော် object ပြုလုပ်တဲ့သူကပြုလုပ်လိုက်တာကိုခံရတဲ့သူကိုကျွန်တော်ပြုခံလို့ခေါ်တယ်ဒါဆိုရင်ဒီဝကြောက်ကိုကျွန်တော်လာကြည့်မယ်ငါဒီဟာဝယ်မယ်ဒီဝကြောက်ကိုကြည့်လိုက်ဘသူကဝယ်မဲ့သူလဲငါကဝယ်မဲ့သူဆိုတော့ငါဒီဝကြောက်မှာပြုလုပ်တဲ့သူငါနံပါတ်1လာမယ်ငါဆိုရင်ခြံဆိုရင်ငါပြုလုပ်တဲ့သူโอเคเนาะဒါဆိုရင်နံပါတ်2အကူကရိယာကိုကောက်မယ်အဲ့ဒီအကူကရိယာဆိုတာကရိယာကိုကူပေးရတာဆိုတော့ကရိယာမလာခင် तू ကအရင်လာရမယ်ဆိုတော့ဒီဝကြောက်မှာငါဒီဟာဝယ်မယ်လို့ပြောတဲ့အတွက်အဲ့ဒီဝယ်မယ်ဆိုတာဒီကရိယာအတွက်ဝယ်တာကကရိယာမယ်ဆိုတာကအကူကရိယာကိုကူပေးရတာဆိုတော့မယ်ကအရင်လာမယ်မယ်ဆိုရင်ထိုင်းလိုမျိုးကကြာလို့ခေါ်တယ်ကြာဆိုရင်မယ်မလို့အဲ့ဒါအကူကရိယာเนาะဒါဆိုရင်နံပါတ်2နေနဲ့ကျွန်တော်အကူကရိယာကောက်ပြီးပြီဆိုရင်နံပါတ်3ကရိယာကောက်မယ်ကရိယာကဝယ်တယ်เนาะဝယ်မယ်ဆိုမယ်ကအရင်လာမယ်အကူကရိယာနံပါတ်3ကရိယာလာမယ်ဝယ်တာကိုကျွန်တော်စုလို့ခေါ်တယ်ဝယ်တယ်ဆိုရင်စုလို့ခေါ်တယ်ချမ်းကြစုငါဝယ်မယ်ချမ်းကြစုငါဝယ်မယ်ဘယ်ဟာကိုဝယ်မှာလဲငါကဝယ်မယ်ဘယ်ဟာဝယ်မှာလဲဒီဟာငါကဒီဟာကိုဝယ်မှာဆိုတော့ဒီဟာဒီငါရဲ့ဝယ်ချင်းခံရတဲ့သူဆိုတော့အဲ့ဒါကိုကျွန်တော်ပြုခံလို့ခေါ်တဲ့ object ငါရဲ့ဝယ်ချင်းခံရတဲ့သူเนาะဒီဟာဆိုရင်ထိုင်းလူကအန်နီလို့ခေါ်တယ်အန်နီဆိုရင်ဒီဟာဒါเนาะဒါဆိုရင်ဒီဝယ်ကြဆိုရင်ကျွန်တော်မှန်သွားပြီฉันကจะမယ်ซื้อဝယ်တယ်อันนี้ดีဟာဒါฉันจะซื้ออันนี้ငါဒီဟာဝယ်မယ်ဒါဆိုပြီးသွားပြီဒီဝကြเนาะအဲ့လိုမျိုးလေးကျွန်တော်ဝကြကိုတိဆောက်ရမှာဖြစ်တယ်โอเคနောက်တစ်ကြောင်းငါဒီဟာယူမယ်ဆိုတော့ဒီဝကြမှာငါကယူမဲ့သူငါယူမယ်လို့ပြောတဲ့အတွက်ငါဒီပြုလုပ်တဲ့သူကျွန်တော်เนาะငါဆိုရင်ฉันငါအဲ့ဒီမှာနံပါတ်2အကူကရိယာကပါကူကရိယာကမဲကြာဆိုရင်မဲမလို့အဲ့လိုကောက်လို့ရတယ်เนาะဒါဆိုရင်အကူကရိယာပြီးပြီဆိုကရိယာလာမယ်ကရိယာကအဲ့ဒီယူတယ်ဆိုတာကျွန်တော်ကရိယာယူတာကကရိယာမဲကအကူကရိယာကိုကူပေးရတာယူမယ်ဆိုတဲ့စကားလုံးကိုဒီအကူကရိယာကကူပေးရတာဆိုတော့ကရိယာမလာခင်အကူကရိယာအရင်လာရတယ်သူရှေ့မှာထည့်ပေးရတယ်ဆိုတော့ယူမယ်ဆိုအဲ့ဒီယူတယ်ဆိုတာဒီကျွန်တော်ကရိယာယူတာကိုအောင်လို့ခေါ်တယ်အောင်ယူတယ်အောင်ฉันจะเอาငါယူမယ်ဘယ်ဟာကိုယူမှာလဲငါကဘယ်ဟာကိုယူမှာလဲဒီဟာဒါဆိုရင်ဒီဟာဒီပြုတ်ခံငါရဲ့ယူချင်းခံရတဲ့သူဒီဟာဆိုရင်อันนี้ฉันငါจะမယ်เอาယူတယ်อันนี้ဒီဟာฉันจะเอาอันนี้ငါဒီဟာယူမယ်အဲ့လိုသွားရမယ်ဒါဆိုရင်ဒီဝကြဆိုရင်ကျွန်တော်မှန်သွားပြီနောက်တစ်ခုငါဒီအရာကိုလုပ်မယ်ထုံးစံတိုင်းငါကပြုတ်လုပ်တဲ့သူငါဒီအရာကိုလုပ်မဲ့သူဆိုတော့ငါဒီပြုတ်လုပ်တဲ့သူငါဆိုရင်ฉันအကူကရိယာကမယ်ကြာအကူကရိယာအရင်လာမယ်အကူကရိယာကကြာအရင်လာမယ်ကရိယာမလာခင်အကူကရိယာအရင်လာရမယ်เนาะကျတို့ဘာလို့လဲဆိုတော့ကရိယာရဲ့အရှိမထည့်ပေးရမှာမို့လို့ဒါဆိုရင်ကြာမယ်လုံးမယ်ဆိုရင်အဲ့ဒီလုံးတယ်ဆိုတာကရိယာမယ်ဆိုတာအကူကရိယာဒါဆိုရင်လုံးတယ်ဆိုရင်ทำလုံးတယ်ฉันจะทำငါလုပ်မယ်ဘာကိုလုပ်မှာလဲငါကဘာကိုလုပ်မှာလဲဒီအရာ
ဆိုတော့ဒီအရာကငါလုံးမှာဖြစ်တဲ့အတွက်ဒီအရာဒီပြုတ်ခံဒီအရာဆိုရင်ကျွန်တော်ထိုင်းလိုမျိုးကစိန်နီးလို့ခေါ်တယ်စိန်နီးဒီအရာစိန်နီးလို့ခေါ်တယ်ဒါဆိုရင်ဒီဝကြဆိုရင်ကျွန်တော်မှန်သွားပြီฉันจะทำสิ่งนี้ฉันจะทำสิ่งนี้ငါဒီအရာကိုလုပ်မယ်ဒါဆိုရင်ဒီဝကြဆိုရင်ကျွန်တော်မှန်သွားပြီဒီလိုမျိုးလေးကျွန်တော်ဝကြကိုဒီဆောင်းရမှာဖြစ်တယ်နော်ဒါကကြတော့ဒီချဲတင်တန်းထဲမှာတင်ပေးတဲ့ပုံစံဖြစ်တယ်ဒီချဲတင်တန်းထဲမှာဆိုရင်အခုလိုမျိုးအခြေခံကနေတတာကြကြတင်ပေးတာဖြစ်တယ်ကိရိယာတွေအကူကိရိယာတွေအားလုံးကိုအသေးစိတ်တင်ပေးတယ်ဘယ်လိုမျိုးဝကြတီဆောင်ရမလဲအခြေခံကနေအသေးစိတ်တင်ပေးတာဖြစ်တဲ့အတွက်ဒီချဲတင်တန်းမှာဆိုရင်အခြေခံလုံးဝမရှိတဲ့သူတွေအတွက်အဆင်ပြေတယ်ပေါ့နော်ဆိုတော့တင်တန်းလေးစိတ်ဝင်စားတယ်ဆိုရင်ဒီချဲဒီ page messenger မှာအသေးစိတ်ကိုလာပြီးဆက်သွယ်နိုင်တယ်ပေါ့နော်ကိုကတင်တန်းမတက်နိုင်ဘူးဆိုရင်လည်းအခုလိုမျိုးဗီဒီယိုလေးတွေကိုကြည့်ပြီးတော့လေ့လာသွားလို့ရတယ်ပေါ့နော်โอเคဒါဆိုရင်ဒီနေ့ဒီ video ဒီလောက်ပဲเนาะအားလုံးစวัสดีค่ะ